ကျွန်တော်တို့လက်ထဲမှာကင်ထားတဲ့ smartphone လေးတွေနဲ့စပြီးကမ္ဘာတစ်ဖက်ချမ်းက data center ကြီးတွေအထိပေါ့လေကွန်ပျူတာဆိုတာဒီနေ့ခေတ်ရဲ့အရေးကြီးဆုံးတည်ထွင်မှုတစ်ခုဆိုတာဘယ်သူမှအငြင်းနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လေဒီနေ့တင်ညာကရုပ်တရက်ဆိုသလိုဖြန်းခနဲ့ပေါ်လာတာတော့မဟုတ်ဘူးပေါ့နော်တကယ်တော့ဒါဟာတွက်ချက်ဖို့လိုအပ်ချက်ကနေမောင်းနေခဲ့တဲ့လူသားတွေရဲ့နှစ်ပေါင်းသားထောင်လောက်ရှည်လျားတဲ့ခရီးကြီးတစ်ခုပါဒီနေ့မှာတော့အဲ့ဒီတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခရီးကိုအစကနေပြန်ပြီးလိုက်ကြည့်ကြအောင်ဒီခရီးမှာဘာတွေပါမလဲဆိုတော့အပိုင်း6ပိုင်းရှိမယ်ပထမဆုံးကွန်ပျူတာဆိုတာဘာလဲဆိုတဲ့အခြေခံနဲ့စမယ်ပြန်ရှေ့ခေတ်ကစမှုပစ္စည်းတွေနဲ့လုပ်တဲ့တွက်ချက်စစ်တဲ့အကြောင်း electronic ခေတ်ဘယ်လိုစတင်ခဲ့တယ်လဲဆိုတာခေတ်သစ်ကွန်ပျူတာရဲ့အခြေခံပုံစံပဲကလာတယ်လေနောက်ပြီးအကြီးကြီးတွေကလည်းတေးသေးလေးတွေဖြစ်လာတဲ့တော်လန်ရေးအကြောင်းနဲ့နောက်ဆုံးမှာတော့ဒီနေ့ခေတ်နဲ့မာကအကြောင်းတွေကိုတစ်ခုချင်းစီပြောပြသွားမှာပါကဲသမိုင်းကြောင်းတွေကိုတမ်းမဝင်ခင်မှာအခြေခံအကျိုးဆုံးမြေခုံးလေးအခုကိုအရင်ဆုံးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်ကြည့်အောင်ကွန်ပျူတာဆိုတာတကယ်တော့အတိအကျဘာကိုပြောတာလဲအယိုးရှင်းဆောင်ပြောရတိုင်းတော့ကွန်ပျူတာဆိုတာအချက်လက်တွေကိုလက်ခံတယ် input ပြီးအဲ့ဒါကိုတွက်ချက်စီမံတယ် process ပြီးအဖြေပြန်ထုတ်ပေးတယ် output နောက်ပြီးလိုအပ်ရင်အဲ့ဒီအချက်လက်တွေကိုပြန်သိမ်းထားပေးတယ် storage ဒါပါပဲဥမာကနန်းတော့စက်မှာနှစ်ပေါင်းနဲ့လို့ရိုက်ထည့်လိုက်တာက input စက်ကတွက်ထဲမှာပေါင်းနေတာက process ပြီးတော့ screen မှာ4ဆိုပြီးပေါ်လာတာက output ပေါ့ဒီအခြေခံလောက်ဆောင်ချက်၄မျိုးကရှေးအကြောင်းဆုံးတွက်ချက်တဲ့စက်ကိရိယာတွေကနေဒီနေ့ခေတ် smartphone တွေကြီးကွန်ပျူတာမှန်သမျှမှာတူညီစွာပါဝင်တဲ့အဓိကအချက်တွေပါပဲဒီခီးရဲ့အစကတော့လွန်ခဲ့တဲ့ပေါင်း9000ကျော်လောက်ကစခဲ့တာပါလူသားတွေရဲ့ပထမဆုံးတွက်ချက်ရေးကိရိယာဖြစ်တဲ့ပေဒီလို့ခေါ်တဲ့ abacus နဲ့အတူပေါ့ဒါဟာလူတွေရဲ့ကဏ္ဍရဲ့တွက်လို့စိတ်တွက်ချက်လို့စိတ်ကနေဒီခေတ်တနီးပညာကြီးတစ်ခုလုံးကိုဘလို့မွေးဖွားပေးခဲ့တယ်လဲဆိုတာရဲ့အစမှတ်ပါပဲကဲအချိန်ဆက်နဲ့ရှေ့ကိုနည်းနည်းခုန်လိုက်ကြရအောင်19ရာစုကနေ19ရာစုကိုတွားကြည့်မယ်ဆိုရင်အဲ့ဒီခေတ်ကတီထွင်းသူတွေဟာနာရီတွေမှာတုံးတဲ့ဂီယာပြီးတွေဆက်သွားတွေလို့ဆက်မှုပစ္စည်းတွေကိုတုံးပြီးတွက်ချက်မှုတွေကိုလူမပါပဲအလိုအလျောက်လုပ်နိုင်ဖို့စ조사ခဲ့ကြတဲ့ခေတ်ပေါ့စတောင်း649ခုနှစ်မှာ Blaise Pascal ဆိုတဲ့သူကပေါင်းတာအနုတ်တာတွေလုံနိုင်တဲ့ Pascaline ဆိုတဲ့စက်ကိုတီထွင်ခဲ့တယ်ဒါပေမဲ့တကယ်ကိုတော်လန်တဲ့စက်ကူကတော့1830ခုနှစ်မှာ Charles Babbage စီနီထွက်လာခဲ့တာပါသူဒီဇိုင်းဆွဲခဲ့တဲ့ Analytical Engine ဟာ program ရေးသွင်းလို့ရတဲ့ပထမဆုံးကွန်ပျူတာရဲ့အယူအဆထည့်ခဲ့တယ်သူဒီဇိုင်းထဲမှာ mail ဆိုတဲ့တွက်ချက်တဲ့အပိုင်း CPU လိုမျိုး store ဆိုတဲ့ memory အပိုင်း memory လိုမျိုးနဲ့အပေါက်ဖောက်ထားတဲ့ကပ်ပြားတွေနဲ့အချက်လက်ထည့်သွင်းတဲ့စစ်နေ့ဒေတာကိုပါခဲ့တယ်စိတ်ကူကတော့ရှစ်ရောက်နေပြီဒါပေမဲ့သူခေတ်ကနီးပညာကဒီလောက်ရှုပ်ခွေတဲ့စိတ်ကိုလက်တွေဖျောက်မတီးကြနိုင်ခဲ့ပါဘူးဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့သူတယောက်ပေါ်လာတယ် Ada Lovelace ပါသူဟာ Babbage ရဲ့ Analytical Engine အတွက် algorithm တခုရေးခဲ့တဲ့အတွက်ကမ္ဘာပထမဆုံး programmer အဖြစ်သတ်မှတ်ခံရပါတယ်ဒါပေမဲ့အန်အော့ဖူကောင်းလာကပါလဲဆိုတော့သူမဟာဒီဆက်ဟာကနန်းတွက်ယုံတက်ထက်အများကြီးပို့လုံနိုင်တယ်တေးဂီတတွေဖန်တီးတာအနုပညာတွေဖန်တီးတာမျိုးတွေအထိလုံနိုင်လိမ့်မယ်လို့ကြိုးပြီးမြင်အောင်နိုင်ခဲ့သူပါစမှုပစ္စည်းတွေချီပဲသုံးပြီးတိစောက်ထားတဲ့ကွန်ပျူတာတွေမှာအကန့်အသတ်တွေရှိနေခဲ့ပါတယ်အခု20ရာစုကိုရောက်လာတဲ့အခါမှာတော့နီးပညာရဲ့အကြီးမားဆုံးခုံချော်မှုကြီးတစ်ခုဖြစ်လာပြီးခေတ်သစ်ကွန်ပျူတာကိုအရှိန်ဟုန်နဲ့မွေးဖွားပေးခဲ့တော့တာပဲကဲစမှုပစ္စည်းတွေရဲ့အဓိကပြဿနာကပါလဲရှင်းပါတယ်သူတို့ကနေတယ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာအစိပ်ပိုင်းတွေကအမြဲတမ်းလှုပ်ရှားနေရတော့ချိန်ကြာလာတာနဲ့အမျှပွန်စားပြီးပျက်စီးလွယ်တယ်ဆိုတော့ပုံမြန်ပြီးပိုစိတ်ချရတဲ့နည်းလမ်းတစ်ခုလိုလာပြီပေါ့ဒီပြဿနာရဲ့အဖြေကတော့ vacuum tube ပါပဲဒါဟာရွေးနေတဲ့အစိပ်ပိုင်းလုံးဝမပါတဲ့ electronic ခလုတ်တစ်မျိုးလိုပဲလက်စစ်စီးကြောင်းကိုဖွင့်လိုက်ပိတ်လိုက်လို့တော့အရန်ကိုမြန်တော့တွက်ချက်မှုတွေကိုအရင်ကထက်အစစ်ပေါင်းထောင်နဲ့ချီပြီးပိုမြန်သွားစေခဲ့တယ်အဲ့ဒီ vacuum tube နည်းပညာကိုအခြေခံပြီးတော့1945ခုနှစ်မှာ ENIAC လို့ခေါ်တဲ့ပထမဆုံးရေးပူရေးတို့ electronic computer ကြီးပေါ်ပေါက်လာခဲ့ပါတယ်။ဒါဟာ electronic computer ခေတ်ရဲ့တကယ်ကိုအစဖြူမှုပါပဲ။ ENIAC ကဘယ်လောက်တောင်ကြီးမားပြီးအားကောင်းလဲဆိုတာစကူးကြည့်အောင်။သူ့ထဲမှာ vacuum tube ပေါင်း18000ဟုတ်တယ်18000နီးပါးသုံးထားပါတယ်။ပြီးတော့အလေးချိန်ကတန်30အခန်းအကြီးတစ်ခန်းကြီးပဲဒါဒီမဲ့လားဆိုတော့မဟုတ်သေးဘူးလက်စစ်တအား175 kilowatt အထိသုံးဆွဲခဲ့တဲ့အတွက်သူ့ကိုဖွင့်လိုက်တိုင်းမျိုးတွေကမီးတွေတောင်မှဝင်ကျသွားတယ်လို့လူတွေကပြောစမဲ့ပြုတ်ကြရတယ်ဒါအပြင် UV တွေကမကြာခဏပျက်စီးတတ်တော့ရန်အနေငယ်တကပြုတ်ပြင်ချိန်တိုင်းမှုတွေလုပ်နေရတာကလည်းသူ့ရဲ့အားနည်းချက်တစ်ခုဖြစ်နေခဲ့ပါတယ်
အင်းရက်ကမြန်တာတော့ဟုတ်တယ်ဒါပေမဲ့သူ့မှာတကယ်ကိုကြီးမားတဲ့အားနည်းချက်တစ်ခုရှိနေခဲ့တယ်အဲ့ဒီပြဿနာကိုဖြေရှင်းပေးမဲ့ဉာဏ်ကြီးရှင်တယောက်ပေါ်လာတော့မှာပါ စဉ်းစားကြည့်ရင်အိန္ဒိယမှာအလောက်အသစ်တကူလောက်ခိုင်းခြင်းနေဆိုရင် program အသစ်ရေးပြီးဝိုင်ယာကြိုးတွေခလုတ်တွေထောင်းနေခီပြီးလူကိုယ်တိုင်လိုက်ဖြုတ်လိုက်တက်လောင်းနေရတာဒီလောက်ကရက်တီတီရင်ပတ်တီထီတောင်ကြာနိုင်ပါတယ် ဒီနေရာမှာပဲအတင်ရှားပညာရှင်ဂျွန်ဗွန်နိုမန်ကတော်လန်တဲ့အကြံတစ်ခုကိုတင်ပြခဲ့ပါတယ်ယထာဘူရယုံမှာမထင်မှတ်ပဲတွေ့ဆုံမှုကနေဒီစေကူကစခဲ့တာလို့ဆိုပါတယ်သူ့ရဲ့အဆိုပြုချက်ကရိုးရှင်းပေမဲ့အဟမ်းဆွမ်းတက်ခဲ့တယ် program ဒီကို wire ကြိုးတွေနဲ့အတေတမ်းမဲ့အစား data တွေနဲ့အတူတူ memory ထဲမှာပဲတင်ထားလိုက်ရင်ဘယ်လိုနေမလဲဆိုတာပါပဲ ဒီအယူအဆကို store program architecture လို့ခေါ်ပါတယ်ညွန်ကြားချက်ရော data ရောနှစ်ခုလုံးကို memory ထဲမှာထားလိုက်တော့ computer ကို program အသစ်တွင်းဖို့ wire ကြိုးတွေလိုက်ပြောင်းနေစရာမလိုတော့ဘူးပေါ့ဒီစစ်ကူးရဲ့တစ်ခုဟာ super computer တွေကနေဟောဒီလက်ထက်ကဖုန်းအထိကျွန်တော်တို့သုံးနေတဲ့ ခေတ်သစ် computer အားလုံးရဲ့အခြေခံပုံစံဖြစ်လာခဲ့ပါပြီ ကဲကွန်ပျူတာရဲ့အခြေခံပုံနဲ့တော့ရပြီဒါပေမဲ့အခန်းတစ်ခန်းစာလောက်ကြီးတဲ့ဆက်ကိုအိတ်ခတ်ထိတ်ဆန်ကိုဘယ်လိုလုတ်ခွဲကြတယ်လဲနောက်တစ်ဆင့်ကတော့အဲ့ဒီအကြောင်းပါပဲ ဒီတော်လိုင်းရေးမှာအဓိကတည်ထွင်မှု၃ခုကအပြောင်းလဲကြီးကိုဖန်တီးခဲ့တယ်1949မှာ vacuum tube တွေထက်အများကြီးပိုတီးပိုမြန်ပိုစိတ်ချရတဲ့ transistor တွေပေါ်လာတယ်ပြီးတော့1958မှာ transistor အများကြီးကို silicon ပြားသေးသေးလေးတစ်ခုပေါ်ပေါင်းထည့်လိုက်သည် integrated circuit IC ကိုတည်ထွင်နိုင်ခဲ့တယ်နောက်ဆုံးအဆုံးဖြတ်ပေးလိုက်တာကတော့1981က microprocessor ပဲ CPU တစ်ခုလုံးကို chip တစ်ခုထဲပေါ်တင်လိုက်နိုင်တော့ Apple လို့ IBM လို့ company တွေကနေ personal computer PC တွေထုတ်လုပ်လာနိုင်ခဲ့တော့တာပေါ့ အဲ့လိုနဲ့ပဲနှစ်ပေါင်း9ထုံးလောက်ကြာခဲ့တဲ့သမိုင်းခရီးရှည်ကြီးဟာဒီနေ့ကျွန်တော်တို့လက်ထဲမှာနေတိုင်းသုံးနေတဲ့ PC တွေဖြစ်ကိုရောက်လာခဲ့ပါတယ် ရှေးခေတ်ပေဒီကနေဘာဘေးချစ်စစ်ကူတွေကဆက်အိန္ဒိယက vacuum tube တွေ von Neumann ရဲ့အခြေခံပုံစံနဲ့နောက်ဆုံး microprocessor တွေအထိတီထွင်မှုတစ်ခုချင်းစီဟာဒီနေ့ကျွန်တော်တို့သုံးနေတဲ့ smartphone laptop တိုင်းရဲ့ဘိုးဘေဘီဝဲနေပါပဲအားလုံးဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ်ဒါမဲ့ဒီခရီးကဒီမှာပဲရပ်သွားပြီလားလုံးဝမဟုတ်သေးပါဘူးအခုလက်ရှိမှာ artificial intelligence တို့ quantum computing တို့လိုနည်းပညာတွေက computer ရှိစေတဲ့နောက်တဲ့တော်လာနေရစစ်ကိုယူဆောင်လာပြီးနိုင်မလားဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးတောပြီးစောင့်ကြည့်ရမယ်အញ្ញမ်းကိုစိတ်လောက်ရှာစရာကောင်းတဲ့အနာဂတ်ပါပဲ